မျောလင့်ခြင်းနဲ့အတူအလုံးအေးဆက်မွန်ကျက်နေတဲ့အခန်းထဲကနေကျမကိုထုတ်ယူခေါ်ဆောင်လာကြတယ်။ဒီခန်းထဲမှာ2 ညလုံးအေးဆက်နေခဲ့ရတဲ့ကျမဟာအခုမှပဲပြေပကဘာရဲ့အလင်းရောင်ကိုထိတွေ့ခံစားရတော့တယ်။လူတွေရဲ့အေးရောင်ကိုမြင်တွေ့ရတော့တယ်။လူတွေရဲ့အတန်နဲ့လှုပ်ရှားမှုတွေကိုသိမဲ့ရတော့တယ်။တိကျကဘာထဲမှာဘဝရဲ့နောက်ဆုံးနေ့တွေကိုကောင်းလုံးစေခဲ့ရတဲ့ကာလတွေဟာရှည်လျားလာပါတယ်။အဖော်တွေရှိပေမဲ့အဲ့ဒီအဖော်တွေဟာကျမဘဝတစ်လျှောက်လုံးပေါင်းသင်းဆက်ဆံခဲ့တဲ့အဖော်တွေလိုပဲကျမနဲ့ကင်းလို့ဝေးကနေတဲ့သူတွေသာဖြစ်တယ်။ဝိညာဉ်ကဘာမှာတော့ကျမဟာတပားသူနဲ့ရောရှက်မရပါလားရဲ့လို့သိမဲ့ရပြန်တော့တယ်။ကျမဟာအလားပါကိုစိုက်နေတတ်တဲ့သူဆိုတော့သူတို့မမေ့ကြသေးဘူး။သူတစ်ဖြစ်ကျမအလိုကိုအမြဲတမ်းဆက်ညင်ခဲ့တဲ့ဖေဖေကမမေ့ဘူး။ဖေဖေကသူ့ကိုလှလှပပလေးပြင်ဆင်ပေးလိုက်ကြပါလို့ပြောနေတဲ့ထင်ရဲ့ကျမအလွန်ကောင်းပါသူအဆွဲလန်းကြီးသူဆိုတော့ကိုသူမကျမရဲ့မမေကျမရဲ့မမကမမေ့ဘူးကျမသုံးတဲ့မိတ်ကပ်အရာဟာအလွန်ရင့်တယ်ကျမကမျက်နှာပေါ်မှာမိတ်ကပ်လေးမထားဘူးလို့ထင်ရအောင်မိတ်ကပ်လေးတက်သူဖြစ်တယ်ညုံမောင်နေတဲ့ကျမအသားရောင်ဟာခုခေတ်မှာအလွန်အသုံးနည်းလာတဲ့ပင်ခရိုမိတ်ကပ်နံပါတ်29နဲ့ရောထေးသွားတတ်တယ်မမကကျမသုံးတဲ့အလှပစ္စည်းတွေကိုတည်လာတာတော့ကျေးဇူးတင်စရာပါပဲသူအခုချိန်မှာဘာရဝတ်ချင်လဲဆိုတာငါသိချင်လိုက်တာလို့ညီမငယ်ကပြောတယ်ကျမအဝါရောင်လို့ပြောပေမဲ့သူတို့ဘယ်ကြရပါမလဲကျမငယ်ကအပြရောင်ကြိုက်တယ်ကြီးလာတော့အဝါရောင်ကြိုက်တယ်ဒါပေမဲ့ကျမအပြောင်းလဲများတတ်တဲ့မိန်းကလေးတော့မဟုတ်ခဲ့ပါဘူးအပြောင်းလဲမလုပ်တဲ့လုံးလို့ပဲကျမနဲ့ကျမအင်သားတွေကွင်းကွာခဲ့ကြတယ်ကျမကသူတို့ကိုနားမလဲလက်မခံနိုင်တယ်လို့သူတို့ကလည်းကျမကိုနားမလဲလက်မခံခဲ့ကြပါဘူးကျမကိုအစ်စ်လင်းဆုံးအပြရောင်ဝတ်စုံလေးဝတ်ဆင်ပေးကြတယ်ကျမအကြိုက်ဆုံးဝတ်စုံမဟုတ်ပေမဲ့စိုးတော့မစိုးပါဘူးလေကျမရဲ့ရုပ်တင်ကိုလည်းကြည့်ပျော်ရှုပျော်ဖြစ်လာပါတယ်တကယ်တော့ညီမ3 ယောက်လုံးထဲမှာကျမရုပ်အဆိုးဆုံးလေဒါပေမဲ့ပြင်တက်စင်တက်လို့ကြည့်ကောင်းတယ်လို့ဖေဖေကအမြဲပြောတာပဲအယုတ်ဆိုးလို့အားပေးတာလည်းဖြစ်နိုင်ပါတယ်ကျမငယ်ကစားလဲအတော်ဆုံးပဲတဲ့ဒါပေမဲ့အခုတော့ကျမညီမ3 ယောက်ထဲမှာအနေဆုံးနေရာမှာရှိခဲ့ပါတယ်ဒါလည်းဖေဖေကသူ့ချမှတ်ပေးတဲ့လမ်းကိုလိုက်နာမှုမရှိခဲ့လို့အမြဲအပြစ်တင်ပါတယ်အေးလေကျမဝါသနာမပါတဲ့အလုပ်ကိုလုပ်လိမ့်မှမရှိတာဖေဖေကကျမကိုလာကြည့်တယ်ကျမနှကန်းကိုတင်းစေထားတယ်ဟုတ်ပါတယ်ချစောကလေးကစေထားတာပါကျမရဲ့ရုပ်ခန္ဓာကကျမပိုင်လို့တာမှမဟုတ်တာဖေဖေချက်ချင်းမျက်နှာလှဲသွားတယ်မမငိုတယ်အိုးမမကဖြစ်ငိုတာတောင်လှနေတာပါပဲလားမမကျမအတွက်တကယ်ပဲဝမ်းနေလေသလားဒါမှမဟုတ်ဝမ်းနေပြရမယ့်အချိန်မို့ဝမ်းနေတာလားကျမမူရခဲ့တတ်ဘူးသူတို့ကာလဒေတာကိုလိုက်ပြီးအယောင်ပြောင်းတက်ကြတာမဟုတ်လားညီမလေးကတော့တကယ်ဝမ်းနေပန်းနေငိုရှာပါတယ်အိမ်မှာလည်းငိုတယ်ဆိုတာသိတာတယ်မျက်နှာလေးဖောင်းအေးနေတာပဲဝတ်စားလေးတင်ရဆွဲဝတ်လာခဲ့ပုံပဲကျမကတော့စနစ်တကျဝတ်လာတာပါမမကတော့စနစ်တကျဝတ်လာတာပါအနက်ရောင်လုံးကြီးဆိုပေမဲ့အသားကအကောင်းစားမှုပြောင်းနေတာပဲအင်ကြီးအစိမ့်လက်ရောင်နဲ့ဟက်နေတာပဲစက်တာအနက်လေးထက်လိုက်တော့ဘာပြောစရာလို့လဲအသားကပိုးပြီးဖြူဝင်းသားသလိုပဲနှကန်းကအယောင်မပါပဲဆူလက်နေတဲ့စိုးစည်းလေးကိုစိုးစားတာပဲမခုံးမွေးရလဲဆွတ်ရတယ်လို့မထင်အောင်နှကန်းနဲ့လက်စွပ်ကိုလည်းအစိမ်းအောင်လဲဝတ်လာသေးရဲ့လေပန်းတွေပြင်တော့လဲငါယုံကလူတွေကို7 နာရီရလာဖို့ပြောထားတာမမကမြည်ရည်ကိုတုပ်ရေးပြောတယ်ဟုတ်ပါရဲ့မမယုံကလူတွေကအင်မတန်ရေးကြည့်တာသူတို့ရောက်လာတဲ့အချိန်မှာအားလုံးလှလှပပခက်ခဲနနာဖြစ်ဖို့လိုတယ်လူကြီးတစ်ယောက်ရဲ့တပီးပြီးတော့မမရဲ့ခင်မုန်းကအရာရှိတစ်ယောက်တေသူအတွက်မလိုအပ်တော့ဘူးဆိုရင်တောင်မှကျန်တဲ့သူတွေအတွက်မျက်နှာပန်းလာဖို့တိတ်ခါရှိဖို့လို့တိတ်လိုအပ်တာနှင်းစီပန်းတွေကလှလိုက်တာအယောင်တွေကစုံအနက်တွေကလည်းတင်းပြန့်နေတာပဲကျမခန္ဓာကိုယ်တစ်ခုလုံးပန်းတွေနဲ့ဖုတ်ရသွားတော့တာပဲပန်းနေကြမှာအိတ်နေရတယ်လို့ပါပဲဒီပန်းနေရာဖေဖေနဲ့မမရဲ့အရှိန်အဝါကိုဖော်ပြဖို့ကျမကိုဖုံးလန်းထားကြတာလीကွန်ထရက်အယောင်ဆောင်နေဆိုရင်တောင်မမှားပါဘူးဒါပေမဲ့ကျမအလှကြိုက်တော့ပန်းနေကြမှာနေရတာလိုက်ကြိုက်ပါတယ်တခုပဲရှိတယ်အခုအချိန်မှာကျမအမျှော်လင့်ဆုံးပန်းကရောက်မလာသေးဘူးအဲ့ဒီပန်းလေးသာအချိန်မီရောက်လာခဲ့ရင်
ကျမရဲ့ခန္ဓာကိုယ်ဖြောင့်တန်းစွာလောင်ကျွမ်းနိုင်ပါမလားကျမရဲ့ဝိညာဉ်ဟာကျမရဲ့တမဲ့ရုပ်ခန္ဓာအပါးမှာရွှေဝဲနေတာအတ္တိပန်းလေးတစ်ပွင့်ကိုစောင့်စားဖို့ပါပထမဆုံးဖေရဲ့လှုပ်ဖို့ကိုင်ပတ်လူကြီးတူရောက်လာတယ်သူ့ရဲ့ဝိစားစင်မုံပဘလောက်ပဲရုပ်ရှင်မှစေသူ့အသွင်ပြင်အမူအရာတွေသူ့စီးလာတဲ့ကားရဲ့အစင်တန်းတွေကြောင့်သူဘလို့လူလဲဆိုတာသိနိုင်လောက်ပါတယ်အဲ့လိုလူမျိုးတွေရဲ့အမူအရာကိုကဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ်သူတို့ကိုသူတို့တွင်ကျဲဝင်ဆက်တဲ့ပုံစံမျိုးရယူထားတဲ့သူတွေလေဖေထုတ်လိုပုံစံမျိုးပါပဲဘလောက်မြတ်အရှိန်ဝါယူထားသလဲဆိုရင်တမန်ယုံကြည်ကိုးစားဖို့မရှိတဲ့သူတယောက်သာဆိုရင်ဖေရှိမှအလွန်သိငယ်ကြုံဝင်သွားနိုင်လောက်တယ်ချီရဲ့ဖေရှိမှထိုင်နေတာမောက်ခန္ဓာကိုယ်လေးဟာလည်းတိတိလေးဖြစ်သားသလိုပဲတဲ့မောင်ကပြောဘူးတယ်မောင်ဟာကျမတို့မိသားစုကဘာတွေကိုဝင်ရောက်ဖို့ထောင်ကျမမိသားစုနေတဲ့အိမ်ကိုပထမဆုံးဝင်ရောက်နိုင်ဖို့ပဲအတော်တသိမွေရတယ်တဲ့ချစ်ကိုယ်တိုင်ကအိမ်မှာတတိတခြားပါမောင်ရဲ့ချစ်နဲ့ပတ်သက်တဲ့လူတွေကိုလည်းသူတို့ကတိတ်မျောလင်းထားဖို့မရပါဘူးလို့မောင်ကိုအားပေးရတယ်ဟုတ်တယ်လေရုပ်စစ်တဲ့ရောပညာအရေးချင်းရောမိသားစုထဲမှာကျမအနိုင်ဆုံးပဲကျမရေမန်းချက်နေပါသူစူးစမ်းမှုမရှိဘူးရဲ့လို့သူတို့ကသတ်မှတ်ထားတာကိုမမလိုလည်းအရာရှိမှကြီးဖြစ်မလာဘူးလေညီမလေးလိုလည်းစိတ်တက်ကတူចောင်းသူမဖြစ်ခဲ့ဘူးဒါပေမဲ့ကျမစီမှာသူတို့မရှိတဲ့အရေးသွေးတွေရှိနေတာသူတို့ကအသိမဲ့မပြုဘူးသိမဲ့ပြုလို့လည်းနားမလဲကြဘူးကျမကသူတို့ထပ်ပိုးပြီးလောကအလှကိုရှာဖွေတက်ခဲ့တာလူလောကထဲမှာဖြစ်ပျက်နေတာတွေကိုကျမကတက်ဆက်တဲ့အမှုပညာနဲ့စူးစမ်းပုံဖော်နိုင်ဖို့စူးစမ်းခဲ့တာဒါကြောင့်လည်းကျမရဲ့ပကြီးကားတွေကတက်ကြတဲ့လူငယ်ပကြီးတွေကြားမှာကိုယ်ယုံဝင်ကြားစရာဖြစ်ခဲ့တာဒါတွေကိုတော့ဖေကလုံးဝမခံစားတတ်အထင်လည်းမကြည့်ဘူးလေငယ်စဉ်ကလေးကကျမရဲ့အခန်းထဲမှာကျမရဲ့ခံစားချက်ကလေးကိုရေးဆွဲချိတ်ထားတတ်တာမမကဘာတွေမှန်းလည်းမသိဘူးအယူလိုပဲတဲ့ပကြီးကားတွေဆိုရင်ပန်းပွင့်လေးတွေဆန်းချောင်းလေးတွေလောက်သားမြင်ဖို့တာကျမရဲ့ငញ្ញရေးဆိုတဲ့ပကြီးကားကိုမမကဘာကြီးမှန်းလည်းမသိဘူးတဲ့ဖေကလည်းကျမကိုညီမလေးလိုဆရာဝန်ပြစ်စေချင်တာဒါမှမဟုတ်အစင်တန်းမြင့်တဲ့သူတစ်ယောက်နဲ့လက်ထပ်စေချင်တာကျမလုပ်နေတာကိုနားမလည်ဘူးတဲ့ဝက်တစ်ခုရအောင်6နှစ်လောက်တင်နေရတဲ့ကျမကိုလည်းစိတ်မရှိဘူးတဲ့ကျမကတော့ကျမလူပညာကမ္ဘာလောကထဲမှာလူပညာကဘာထဲမှာစိတ်ရောကိုယ်ပါနှုတ်နှံထားရတော့တိတ်ပြောမှုရယ်တိတ်ကြည်နူးရယ်ကျမနဲ့မဟာတယောက်နဲ့တယောက်တိတ်နားလဲကြတယ်တိတ်ဆိတ်ရှိကြတယ်ကျမတို့နှစ်ယောက်စလုံးကအမှုပညာဆန်တဲ့အိမ်လေးတစ်လုံးထဲမှာအတူနေဖို့ဆုံးဖြတ်ထားကြတယ်ကျမတို့ဘဝထဲမှာအမှုပညာမြောက်တဲ့ပကြီးကားချက်လေးတွေရှိရင်ပြည့်စုံပြီလေဒါပေမဲ့ဖေကပြောတယ်တမီးရဲ့စိတ်ကူးမရင်နဲ့တဲ့ဒီတငယ်လိုပုံစံမျိုးနဲ့တမီးဘဝဘယ်တော့မှပြည့်စုံလာမှာမဟုတ်ဘူးတဲ့တမီးမေမရှိကြတဲ့ကဖေကတမီးတောင်းစလုံးကိုအထက်တဲရောက်အောင်ပြုစုပြထောင်ပေးခဲ့တာဒီလိုကလေးကချေဘဝမှာပျော်ပိုက်ဖို့မဟုတ်ဘူးတဲ့လေအမှုပညာဘဝကိုအထင်မကြီးတဲ့ဖေတို့ကအိမ်ခန်းမှာမြမမှုမြမဟန်ပကြီးကားတွေစောင်းကောက်ကြီးတွေရှေးအောင်မကူရုပ်တွေစာအုပ်စင်ကြီးတွေကိုတော့တခန်းတနာထားတတ်တာပဲနော်ဒါရီယာဖေတို့ဂုံတိတ်ခါမြမအောင်လူတွေအထင်ကြီးလေးစားအောင်ပညာရှင်တွေရဲ့လက်ရံနဲ့အကာအကွယ်ယူထားရတယ်ဆိုတာထင်ရှားနေဘူးလားယင်အစပထမကတော့ကိုဆွတ်လွန်ခြင်းအနစ်နာခံခြင်းမြုပ်နှံစူးစမ်းရခြင်းတွေနဲ့ရင်းခဲ့ရတယ်ဆိုတော့ဖေနားလည်ဖို့ကောင်းပါတယ်ဒီလိုစူးစမ်းနေရဆဲကာလကိုဖေကကလေးကစီဘဝလိုတတ်မှတ်လေးတလားအနာဂတ်အတွက်အပေးအမြမပြုတ်ပြတင်ဘူးလားဖေရဲ့ခုတော့လဲကျမရဲ့ရက်ကလေးရှိမှကျမရဲ့ပုံတူပကြီးကားတစ်ချက်ကိုတင်ထားဖို့သူတို့တတိယသားသေးပဲဒီပကြီးကားကိုမမကယူလာတာသိအံ့ဩကောင်းတယ်ဒီလိုနေရာမျိုးမှာလူပေါင်းအလဲမှာဒါကိုဂုံယူစရာလို့သိနေသေးတယ်သူတို့ကိုပဲကျေးဇူးတင်ရသေးတယ်ဒါပေမဲ့လည်းတစ်ဖက်ကစဉ်းစားကြည့်ရင်ကျမရဲ့အချစ်တင်ကြတာလေးကိုသူတို့ရဲ့ပကာနာဂုံပကာသနာအတွက်အသုံးချခံရလို့စိတ်နာစရာတောင်ကောင်းသေးတယ်ပြီးတော့ဒါဟာမောက်လိုက်ဆောင်တခုတည်းတော့အမှတ်တရပစ္စည်းလေးလေမောင်အချိန်ဖြုံးနိုင်တော့ဘူးချစ်ရဲ့အတိုင်းကအတိတ်မဲ့ပြူတဲ့နေရအောင်မောင်စူးစမ်းမယ်မောင်စာတီမြေကိုပြန်ပြီးမောင်အောင်လုပ်မယ်ပြပြစလုံးဖြစ်မှပြန်လာမယ်ချင်းတဲ့ကအမြဲအောင်နေတာအဆုတ်ရပါလို့ထင်နေချစ်သေးသွားရင်တော့မောင်မျက်နှာကိုမြင်လဲရပါမလားမသေးပါနဲ့ဝန်ချစ်ရဲ့ချစ်သေးသွားရင်တော့မောင်ကပန်းလေးတစ်ပွင့်ကလွယ်ပြီးဘာမှပြေးလိုက်နိုင်မှာမဟုတ်ဘူးတဲ့ကျမတို့နေရာခွဲရတာအကြာကြီးပါပဲဖေတို့မမတို့ကတော့မောင်ဆိုတဲ့ကျမရဲ့ဘဝတွေကအပီးတိုင်ပြောက်ကွယ်သွားပြီလို့ထင်နေကြတာနင်လှုပ်ချင်တာလှုပ်နေတာတော့ဟုတ်ပါရဲ့အင်တောင်လေးပါလေးပြပါတော့လားနင်တက်မကြည့်အသက်မငယ်တော့ဘူးတဲ့ငါကဘသူ့ကိုယူရမှာလဲဆိုတော့
နင့်ကိုငါရောအရာကြီးတယောက်နဲ့ဆက်ပေးမှာတဲ့လင်တယောက်ကိုရှာဖွေဆက်ဟပ်ပြီးမှယူရတဲ့ဘဝမျိုးပဲတော့မှမလို့ချင်ဘူးဟဲ့ဆိုပြီးတော့မမမျက်နှာအကြီးကျယ်ပြတ်သွားတယ်သူ့ကိုထရိုက်ထိပါသွားတာကိုနင်တော်ကြီးကျယ်တယ်တဲ့အေးလူကသာဘာမှမဟုတ်လို့သာပြောပါအောင်လားအဲ့ဒီနောက်မမနဲ့တော်တော်ကြာစကားမပြောဖြစ်ကြဘူးပြပွဲတင်မှုပကြီးကားတွေရေးနေရတယ်ကျမအခန်းထဲကမမဘယ်တော့မှမလာဘူးပကြီးကားတွေကြည်ရတာကောင်းမှုတယ်တဲ့ကျမကလည်းမမအတိုင်းဝန်းကလူတွေနဲ့တွေ့ရတာသူတွေပြောတဲ့စကားတွေနားထောင်ရတာကောင်းမှုတာပါပဲအေးပြက်အစားပြက်တန်းနဲ့ကျမအိပ်ရတဲ့လဲမမလည်းစကားပြောဖို့ရတယ်ဒါတော့ညီမလေးကပြောမှကျမနေမကောင်းဘူးဆိုတာသိတာဖေဖေကတော့အမြဲအလုပ်များနေတတ်တာနိုင်ငံခြားတော့တစ်ခေါက်တော့ထပ်သွားသေးတယ်အဖေပြန်လာမှစေယုံတင်မှုစစ်စင်နေကျမအပြင်းထန်ရင်းနဲ့ကျမအလုပ်ကမပြီးသေးဘူးလေဒီနေ့ကြံသေးတယ်အဲ့ဒါမပြီးပဲကျမမသေးနိုင်ဘူးကျမစိတ်ကအလိုလိုသိတယ်အချိန်ထဲမှာမောင်လည်းပဲအပြင်းထန်စူးစမ်းနေမှာပဲကျမပြုံးကနေဝမ်းသာရအောင်မောင်ကအလုံးနဲ့တည်ပြမှာကျမတို့နှစ်ယောက်အကြံတူနေပြီဆိုတာသိတယ်မောင်နဲ့ကျမဘလောက်ပဲခွေးခွေးအမြဲဆက်ချက်ဆက်သက်ရှိတယ်မောင်နဲ့ကျမအလွန်ခမ်းနားစမ်းကြဲတဲ့အမှုပညာပြကန်းလေးမှာပြန်ဆောင်ကြပါလေအဲ့ဒီအချိန်မှာလူတွေကကျမတို့နှစ်ယောက်ကိုအလွန်အံ့ဩဝမ်းသာစံနဲ့ချီးမွမ်းဂုဏ်ပြုကြလိမ့်မယ်ကျမတို့နှစ်ယောက်ကပီတိအပြုံးတွေနဲ့အတူကျဉ်ကျုံးနှစ်သက်နေကြမယ်ဒါပေမဲ့ကျမနောက်ဆုံးအင်အားတရက်ကိုအစမ်းကုန်သုံးလိုက်ရပြီးတဲ့အချိန်မှာတော့နေရာမှာပုံကျသွားတော့တာပဲဒီအချိန်မှာစိတ်ကိုပို့ချင်ပို့တော့ဆိုတော့အဖေကဒေါသတကြီးအော်တော့တာပဲမိုက်လိုက်တဲ့သမီးခေါင်းမာလွန်တဲ့သမီးတဲ့ဟောအခုတော့လေဖေဖေကတော့ကမျက်နာကိုအပြုံးနဲ့ဖုံးပြီးလက်ပေါ်ကိုင်ပတ်တွေကိုအဲ့ခံနေတယ်အားလုံးကပန်းနေကြမှာကျမကိုတစ်စစ်တစ်စောင်းလာကြည့်ကြတယ်ဖေဖေမှာကျမလိုသမီးတစ်ယောက်ရှိတယ်ဆိုတာခုမှသိကြတာသူတို့တီတာအရာရှိမမရဲ့စေချောင်းသူကျမလေးရဲ့ကျမဘာလို့တလဲဆိုတဲ့မိကုန်းတော်သူတို့မမေးကြဘူးရင်ကျမှုရထင်ပါရဲ့ဖေဖေတို့မမတို့ကလည်းကျမဘာလို့တဲဆိုတာမပြောကြဘူးအဲ့တဲ့ရီကိုလူဆောင်ပြန်နှုတ်ဆက်ရတခြားစကားပြောရတဲ့တေးမအားရတော့ဘူးအော်ပန်းခွေတွေကိုလည်းနာမည်တစ်ခုပေါ်တစ်ခုမထက်ရအောင်အားလုံးမြင်သာအောင်နေရစီစဉ်ချနေရသေးတာလူတွေများလာပြီးအချိန်ကလည်းတိတ်နေပြီတချို့ဆိုနိုင်ကိုတော့မတိပတာခုကြည့်နေပြီဒါပေမဲ့ကျမအမျှော်လင့်ဆုံးအရာကရောက်မလာသေးပါလားကျမနဲ့ပတ်သက်တဲ့လူနည်းစုလေးကတနေရာမှာစုဝေးပြီးညီသက်စာထိုင်နေကြတယ်လူတွေအများကြီးမှကျမချစ်တဲ့လူစုကနည်းနည်းလေးပဲအဲ့ဒီနည်းနည်းလေးတွေကကျမပေါ်ထားတဲ့မေတ္တာစေတနာအပြည့်ရှိတယ်လို့ထင်တယ်သူတို့သာလျှင်ကျမလောကကြီးတွေကထပ်သားတာကိုနှမျောတသားကြတဲ့သူတွေကျန်လူတွေကတော့လောကကြီးမှာကျမရှိခြင်းမရှိခြင်းအတွက်ဘာကြောင့်မှမထူပါဘူးအဲ့ဒီလူနည်းစုတွေမှာတယောက်တော့သူကိုကျမအမျှော်လင့်ဆုံးတန်းတာဆုံးဒါကိုတော့သူတို့နားလဲခွလွန်ကြမှာပါကျွန်တော်ဆန္ဒကိုလည်းပြေဝစီစဉ်ကြမှာပါလေအချိန်ကတဖြည်းဖြည်းနှိကပ်လာပြီးကျမရဲ့ရုပ်ခန္ဓာကိုလည်းမကြခင်လောင်ကျွမ်းဖြစ်စီတော့မယ်ကျမရဲ့ဝိညာဉ်ကလည်းလွယ်ပါထွက်ခါရတော့မယ်နောက်ထပ်မိကိုစရာရှာဖွေရမယ်တန်တရားကမလွတ်သေးရတော့ဘဝဆက်ဆက်ကျင်နေရမယ်အဲ့ဒီလိုနောက်ဘဝလေးတစ်ခုမကူးခင်ကျမရဲ့ဆန္ဒလေးတစ်ခုတော့ပြေဝသွားခြင်းပါသေးတယ်ကျမရဲ့ဆန္ဒတွေဆုံးရှုံးတော့မှလားမမရဲ့နောက်ဆုံးမိုးရှိုက်တန်ကိုတော့ကြားနေရပြီသူအတိုင်းဝအပေါင်းအသင်းတွေကဖေးမနှစ်သိမ့်လေးရဲ့ရည်စရာပါပဲဖေဖေကကျမကိုမျက်နှာကိုနောက်ဆုံးကြည့်တယ်တကယ်တော့ကရောက်နေတဲ့ပုံပဲဖေဖေတော့ကတော့သမီးတရဟာသူ့လိုရပုံစံမဝင်မဲနဲ့လူလောကတွေထက်ခွာသားပြီးရဲ့လို့ဂယုဏဒေါသရှင်နေတဲ့ပုံမှာဒါပဲဖြစ်ကျမကဘဝကိုမကျမကျင်တတ်တယ်လှုပ်ချင်တာတွေလှုပ်ခဲ့ပြီးဒါတွေကိုကောင်းတယ်ဖို့တရရောက်ကိုတောင်းဝင်ပေးခဲ့ခြင်းနဲ့မောင်ပဲဖြစ်လေမလားညီမလေးကိုတော့မှားခဲ့ပါတယ်ငါတည်သွားရင်ငါပကြီးကားတွေကိုပြပွဲတင်တော့လို့မမကလည်းတိတ်စိတ်ကိုရင်တာပဲဒါစိတ်ကိုရင်တာမဟုတ်ဘူးမိခင်လူဆိုတာဘာကိုမစိုးမျောလင့်ထားရတယ်မတည်ခင်ငါဟာတခုခုလောက်သွားရတယ်ဆိုတာဖေကိုသိစေခြင်းနဲ့ငါဟာကလေးကချီနဲ့ခဲ့တာမဟုတ်ဘူးဆိုတာဖေသိရမယ်မမကတိတ်စိတ်ကြီးရဲ့နော်အော်ညီမလေးရဲ့မမကိုနားလဲသားပဲအခုလည်းညီမလေးငုံနေပြီသူတကယ်ငုံနေပြီကျမရင်ထဲကအောက်မီချောင်းဆိုရင်သွေးစာတွေပါလာတာသူအချိန်နောက်မှသိရတယ်လေဟောသူတို့ကျမနာကိုရောက်လာပြီကျမပန်းနေကြကမှားယူနေကြပြီတစ်သားရှိရှိတဲ့ကိုထည့်နေကြပြီအိုးနေပါအောင်ကျမရင်ခွေမှာပန်းလေးတစ်ခွက်တက်ဆောင်ဖို့ကြံနေသေးလို့ပါစောင့်ကြပါအောင်နော်
အချိန်နဲ့တိကျကျလှုပ်ရှားနေရတဲ့မျိုးပြရေးအောက်ကလူတွေဟာကြကြဟမ်ဆောင်နိုင်ကြပါဘူးဒီရုပ်ခန္ဓာကိုမီးလောင်ကျွမ်းစေခြင်းနေပြီလေမြင်မြင်ကိစ္စပြီးစေခြင်းပြီးသူတို့မှလောက်ရရအများကြီးရှိသေးတယ်ဒီနေရာမှာဝတ်ကြည်တန်းကြီးနှက်ဆက်ပြီးအိမ်ပြန်ကျင်လာပြီဆိုတာသိတာလုံးနဲ့ကျမရဲ့ရုပ်ခန္ဓာကိုတည်ဆောင်စားပြလာပြီတရွေ့ရွေ့တည်ဆောင်ကြပြီမျောလင်းချက်တွေစိတ်သုံးကုန်ပါပြီဒီဘက်ကန်းနဲ့ဟိုဘက်ကန်းအနီးလေးပါပဲလားခီးဟာဆုံးပြီး9မိနစ်တာအချိန်ကာလလူတွေငြိမ်သက်စွာရှောက်နေကြတယ်ရောက်ပြီးနောက်ဆုံးအချိန်ဖြစ်ကျမယုံလောင်းကိုဖွင့်နေကြပြီအိုးဖေကြစမ်းမခဏလေးဖေကြစမ်းမခဏလေးဖေကြစမ်းမကျမကိုတကယ်တမိုးထားတဲ့သူတွေဟန်ဆောင်လို့ဟုတ်ပြုနေတဲ့သူတွေဖဲကြပါအောင်ရှင်သူလာနေပြီလေမောင်လာနေပြီမောင်လက်ထက်မှာမျက်စိပန်းလေးတစ်ခွက်မောင်ရဲ့ခြေလမ်းတွေလေးကန်လာကြည့်မြင်လာပါမောင်ရဲ့မောင်ကိုဖယ်ပေးလိုက်ကြပါမောင်ကျမနောင်တိုးလာတယ်ကျမချစ်တဲ့မိတ်ဆွေတစုကကျမကိုကျမရဲ့အနားရအောင်တွန်းပို့ပေးလိုက်ကြတယ်မောင်ကျမမျက်နှာလေးကိုအနီးကပ်ငုံကြည့်တယ်နောက်ဆုံးတော့မောင်ရလာခဲ့ပြီပေါ့နော်ငိုပါနဲ့မောင်ရဲ့ကျမရဲ့ရင်ခွင်ထက်မှာမောင်တင်ပေးတဲ့ပန်းလေးတစ်ပွင့်ကိုသယ်ဆောင်ပြီးကျမဘဝကူတကားကိုဖြတ်ဖို့အရှင်ဟောပြင်းလာတဲ့မိတောင်မီလီယံနေကြားကိုကျင်းနဲ့စာတိုးဝင်ခဲ့ပါတော့တယ်မုံမုံအင်လျာ